နေရတော့ hit run လာပြီးတော့ training ရတော့ဒါဆိုဒီလိုတော့တူတယ်ဒါပေမဲ့အားကုန်တော့ပြင်ပန်းတာပေါ့တော့ပြေးလိုက် jogging လျှောက်လိုက်ပြေးလိုက် jogging လျှောက်လိုက်အဲ့လိုလုပ်ခိုင်းတယ်ပြီးမှပဲ training plan လေးကိုတွဲပြီးတင်ပြပါမယ်ကျေးဇူးပါ hit run training လေးပေါ့နော်ဆိုတော့ဒီမှာ training workout record ရှိတယ် workout record တွေမှာဒါ 3.37 km ဒါလုပ်တဲ့ hit run ဆိုတော့ဒီ hit run training ကသူကဘယ်လိုလုပ်ရတာလဲဆိုတော့ကျွန်တော်ဒီ workout ထဲကိုဝင်မယ်ပြီးရှင်ဒီအောက်မှာရှိတယ်ပေါ့နော် course plan အဲ့ဒီမှာ running course ကိုနှိပ်မယ်အမှ preset course ရှိတယ်အဲ့ဒီကနေမှသူကပထမပေါ်တာတော့ဒီလိုလေးပေါ်နေလိမ့်မယ်အဲ့ကနေမှဒီအောက်ဆုံးသွားတာအောက်ဆုံးရှိလိုက်ရှင်မှာ hit run ဆိုတာရှိတယ်အဲ့ဒီမှာဘာရှိမလဲဆိုတော့ difficulty ကတော့အမြင့်ဆုံးပဲ3 minute jogging 3 minute sprint 2 minute jogging 3 minute sprint 2 minute jogging 3 minute sprint ကြီးခိုင်းတယ်2 minute jogging 3 minute sprint နောက်ဆုံးကြရင်2 minute jogging နဲ့တော့ပြီးသွားတယ်ဒါလေးပေါ့နော်ပြေးရောက်ကစားမှာကျွန်တော်တို့ကဒီ long range ပဲလည်းလုပ်လို့မရဘူးဗျအဲ့တော့ hit run training လေးပါထည့်ရတယ်အဲ့တော့မှကျွန်တော်တို့ကဒီ long run ပြေးနေနေပေါ့နော်ကျွန်တော်ပွဲတွေမှာ speed ကိုတင်လို့ရမှာဗျ